ဒါက kitchen ရှိရယ်ပြီးတော့ဒီမှာ master bedroom တစ်ခုရယ်ပြီးတော့ဒါက toilet နဲ့ဟို toilet နဲ့ရေချိုးကန်တယ်ဒါမီးဖို့ကြောင်လေးဒီပေါ်မီးလေးရရှိအဲ့စကွင်းခုစီဖြစ်တယ်ပါမယ်ဒါက coffee တော့ coffee တော့ကြောက်ရည်ကိုကြကနေကိုင်းတော့နေရတယ်ဟိုရေခဲပါထားပြီလားခက်တယ်ပါပေါင်းရှိတာဟောအေးရအောင်မယ်တမဘီအိုးရေမီးဆုံးမယ်ဟိုကိုရီးယားခောက်စပြုတ်စားလိုက်ရပြီအစစ်သူက9ရောက်စားတယ်လို့ပြောရတယ်ငါဝယ်တယ်လုံးဝ staycation နေခြင်းလုံးဝအဆင်ပြေတဲ့အိမ်မျိုးပဲဒါနောက်ထပ် master bedroom တစ်ခုထဲမှာမှန်ဒါ toilet မိုက်တယ်ဒီ view နဲ့တော်တော်မိုက်နေတယ်ဒီမှာဓာတ်ပုံရိုက်နေတာညာဘက် view လေးကတော့ကလောရဲ့ night view လေးပါတဲနေနေရတယ်ဒီလိုဆိုင်ပန်းချင်လေးသူက2အိမ်ရှိတာဒီဘက်အိမ်ကနှစ်ထပ်အိမ်ကဆွေဒီဘက်အိမ်ကချင်းဒါကတစ်ထပ်အိမ်ဒီကအပြာရောင်ထင်းနေတယ်။ကိုယ်လာတော့ပါလေ။အော်ဟုတ်။ဟိုတယ်ချက်ကောက်လုပ်ပြီးပါပြီ။ပြန်အောင်ပါ။ rating ပေးမယ်ဆိုလို့ရှိရင်ဒီတန်းမှာဘယ်လောက်ပေးမလဲ။တဲဘူးတမ10 out of 10
ဟ